ကျမမေကွန်းလေးတစ်ခုဖြည့်ပေးပါမယ်ရှင်ဒီမေကွန်းလေးကတော့ထူးထူးဆန်းဆန်းမေကွန်းလေးတစ်ခုဖြစ်ပါတယ်မေကွန်းလေးကပါတော့ဆိုလို့ရှိရင်ပေါ့နော်ကျမရဲ့အမျိုးသားကတဲ့ရှာသမျှငွေတွေကိုမိဘတွေကိုပဲအနှံနေတာပေါ့နော်မိဘတွေကိုပဲအနှံနေတာဆိုတော့ကျမအမျိုးသားကိုကျမဘက်ကို 100% ပါလာအောင်လို့ပေါ့နော်ဘယ်လိုမျိုးလုပ်ပေးရမလဲဆိုတဲ့မေကွန်းလေးဖြစ်ပါတယ်ဘယ်လိုမျိုးလုပ်နိုင်လဲပေါ့နော်ဘယ်လိုမျိုးလုပ်နိုင်လဲဆိုတော့အဲ့တော့ဒီမေကွန်းလေးကိုကျမဖြည့်ပေးမယ်ကျမပြောပြမယ်ဒီမေကွန်းလေးကိုမဖြေခင်မှာပေါ့နော်ဘာကိုပြောချင်တာတော့ဆိုလို့ရှိရင်အတိတ်ကတော့ငွေပေါ့နော်ပတ်ဆက်ကိုရှာသမျှပတ်ဆက်ကိုမိဘတွေအပ်တယ်ဆိုတော့လူတယောက်ရဲ့သူ့ရဲ့ level တစ်ခုကလေဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အမျိုးသားဟာသူ့စိတ်ထဲမှာစဉ်းစားနေတယ်ရှာသမျှငွေဟာမိဘတွေနဲ့ပဲသက်ဆိုင်နေဆိုပြီးတော့မှစဉ်းစားပြီးတော့များမိဘကိုအပ်နေတာလားသို့မဟုတ်လို့ရှိရင်ဇနီးမယားယူထားပါရဲ့နဲ့ရှာသမျှငွေဟာဇနီးမယားကိုစိတ်မချလို့ပေါ့နော်ပြောရလို့ရှိရင်တော့အတုံးဖြုံးကြီးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းပဲငါမိဘတွေမစားရမတော့ရမှဆိုလို့ပဲဖြစ်ဖြစ်ပေါ့နော်တခုခုပေါ့ကွယ်အဲ့တော့ဘလို့နီးနဲ့ပဲမဆိုမိမကိုစိတ်မချလို့မိဘစီကိုအကုန်လုံးပုံအပ်နေတာလားနော်ဆိုလိုတဲ့သဘောကတော့ तू ကယောက်ျားအရှာသမျှပတ်ဆက်တွေအကုန်လုံးမိဘကိုအပ်တယ်မိဘကနေပြီးတော့မှသူ့ရဲ့အနေထားအရာပေါ့နော်ကျမဒီစာကိုဖတ်ကြည့်သလောက်ဆိုလို့ရှိရင်မိဘနဲ့အတူနေပုံရတယ်အဲ့တော့သူသားရှာသမျှအရာတွေကိုမေတွေဖေတွေစီကိုအပ်တယ်အဲ့တော့မှသူတို့တွေဝယ်ချမ်းပြီးတော့မှချက်ပြုတ်တာကိုအတူတူစားကြတဲ့ပုံစံဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်တော့ဒီလိုအရာမှာဒါဟာအမျိုးသမီးတယောက်အနေနဲ့မနေသင့်တဲ့အရာဖြစ်ပါတယ်နော်ဒါကိုယ့်ရဲ့အိမ်အောင်ဘက်အတွက်ချစ်မြတ်နိုးလို့ပဲဖြစ်ဖြစ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အမျိုးသမီးတယောက်ကအိမ်အောင်တစ်ခုမှာဆိုလို့ရှိရင်ကိုယ်မှလည်းစီမံပိုင်ခွင့်ရှိရမှာပေါ့နော်အဲ့လိုမျိုးမရှိဘူးဆိုရင်စဉ်းစားရမယ့်အချက်ကနှစ်ချက်လေပထမတစ်ချက်ကတော့ကိုကနေမိဘတွေကိုမထောက်ပံ့မှာဆိုလို့ပြောရရင်ကိုကတွေရောက်ခမတွေကိုမထောက်ပံ့မှာဆိုလို့ယောက်ျားကကိုယ့်ကိုငွေမအပ်တာလားဒါမှမဟုတ်လို့ရှိရင်ကိုတိုင်းမဲ့အတုံးအဖြုံကြီးနေတယ်မို့လို့ကြောင့်မလို့ယောက်ျားကကိုယ့်ကိုစိတ်မချလို့ငွေမအပ်တာလားပေါ့အဲ့ဒီနှစ်ချက်ရှိတယ်အဲ့ဒီနှစ်ချက်ထဲကတစ်ချက်မြန်ညှိနေတယ်ဆိုလို့ရှိရင်တော့တေချာပေါက်ကိုပဲညှိနှိုင်းရမှာဖြစ်ပါတယ်ဘာကိုရွေးချယ်မလဲပေါ့နော်ဘာကိုရွေးချယ်မလဲဆိုတာအိမ်အောင်ကွဲဖို့မဟုတ်ပါဘူးကျမတို့မှာပေါ့နော်လူတိုင်းဟာအတ္တမကင်းဘူးပေါ့နော်လူတိုင်းအတ္တမကင်းပါဘူးဒါကြောင့်မို့လို့သူ့ရင်ထဲမှာရှိနေတဲ့ရည်ရွယ်ချက်ဒီမိဘကိုလှုပ်ကြွရမယ်ဆိုတာဒီသေချာပေါက်လှုပ်ကြွရမှာဖြစ်ပါတယ်ဒီမိဘတွေဒီကိုယ့်ဘဝတွေကနေထွက်သွားဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော်ဒီမိဘတွေကအကုန်လုံးသေဆုံးသွားရင်တောင်မှပဲသားသမီးရဲ့စိတ်ထဲမှာလွမ်းခွင့်သွေးခွင့်ကရှိနေမှာပဲပေါ့နော်အဲ့တော့သူတို့မသေးခင်မှာသားသမီးအနေနဲ့သားတယောက်အနေနဲ့ကလှုပ်ကြွခွင့်လည်းအပြည့်အဝရှိပါတယ်အဲ့တော့သူ့ရဲ့မိဘတွေကိုသူဟာသားတယောက်အနေနဲ့လှုပ်ကြွရဲဆိုလို့ရှိရင်သူရှာသမျှငွေကိုပေါ့နော်၃ပုံခွဲခိုင်းရမှာအဲ့တော့တပုံဒီသေချာပေါက်မိဘတွေကိုကျွေးမွေးပြုစုဖို့အတွက်အနှံ့ရမယ်ကျန်တဲ့နှစ်ပုံဒီနော်ကိုရစားတော့နေထိုင်ဖို့စရိတ်ရယ်ကိုယ့်ရဲ့အနာဂတ်အတွက်ရယ်ပေါ့နော်အဲ့ဒါကိုစီမံခွင့်ရှိရမှာပေါ့နော်အဲ့ဒီတော့ယောက်ျားရှာတဲ့ပတ်ဆက်ကိုဒီ၃ပုံအတွက်မှာနှစ်ပုံကိုစီမံခွင့်မရှိဘူးဆိုလို့ရှိရင်တော့တေချာပေါက်ဒါဟာပြန်လဲပြီးတော့မှလေကိုယ့်ယောက်ျားနဲ့ဆွေးနွေးတိုင်ပင်ရမှာပေါ့နော်ဘယ်ဟာကိုရွေးချယ်မလဲဆိုတာကိုဒီအပိုင်းကြရင်တော့ရွေးချယ်ဖို့အတွက်တိုင်ပင်ရမယ်အပိုင်းဖြစ်ပါတယ်အဲ့ဒီတော့အခုစဉ်းစားကြည့်လိုက်ပေါ့စဉ်းစားကြည့်လိုက်ဆိုတော့ तू ငါ့ကိုငွေဘာလို့မအပ်တာလဲတေချာပေါက်ငါအသုံးဖြုံးနေတယ်တော့ဥပမာအဖြစ်ကွာဈေးဝယ်တာမှအစားပေါ့တခုခုလုံးလိုက်မှစိုးလို့လားဒါမှမဟုတ်လို့ရှိရင်ငါဟာငွေနဲ့ပတ်သက်လို့မယုံကြည်ရဘူးလားအဲ့ဒါဆိုလို့ရှိရင်တော့ तू ဘာရည်ရွယ်ချက်နဲ့ငါ့ကိုပေါင်းသင်းနေသလဲဆိုတဲ့အချက်ကိုကြည့်လိုက်လို့ရှိရင်ဒါအဖြေပေါ်မှာဖြစ်ပါတယ်အဲ့တော့ဒီအဖြေဒီရန်ဖြစ်ဖို့လည်းမဟုတ်ဘူးကွဲကွာဖို့လည်းမဟုတ်ဘူးတေချာညှိနှိုင်းတိုင်ပင်ပြီးလို့ရှိရင်တော့ငါတို့မှာအနာဂတ်ရှိတယ်ပေါ့နော်အခုချိန်မှာကိုကအိမ်အောင်ပြုတ်ထားတယ်သားသမီးမရှိသေးဘူးဆိုရင်တော့အနာဂတ်အတွက်အများကြီးတွေးပူစရာမဟုတ်သေးပေမဲ့တကယ်လို့သားသမီးတွေရှိလာခဲ့လို့ရှိရင်သားသမီးတွေရဲ့ရှေ့ရေးပေါ့နော်အိမ်အောင်တစ်ခုတည်ဆောက်ထားတာဖြစ်တဲ့အတွက်ကိုယ့်ဘဝမှာနေရထိုင်ရရှေ့ရေးတွေရှိမှာအဲ့ဒီအတွက်တောင်မှကို့မှာစီမံခွင့်ချက်လက်ခွင့်မရှိဘူးဆိုလို့ရှိရင်တော့တေချာပေါက်မရွေးချယ်တဲ့နေရာမရွေးချယ်တဲ့အရာဖြစ်နေပါပြီဆိုတာလေးကိုပြောချင်တယ်နောက်တစ်ခုပြောချင်တာကပေါ့နော်အကြံပေးချင်တာအမျိုးသမီးတွေဟာလူတိုင်းဝင်ငွေရှိအောင်လုပ်ပါဆိုတာကိုပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုယ့်ယောက်ျားပေးတဲ့ပတ်သက်ကိုမှီခိုနေတာမျိုးပေါ့နော်ကျွန်မလုံးဝသဘောမကျဘူးဖြစ်ပါတယ်။လူတိုင်းကိုယ့်ဝင်ငွေကိုကိုရှာနိုင်လို့ရှိရင်အဲ့ဒီသူဟာတကယ်တကိုးကြီးတဲ့သူဖြစ်ပါတယ်။တကိုးကြီးတယ်ဆိုတာလေဩဇာအာဏာအလွန်ကြီးတယ်။ငွေဟာလေအလွန်ဩဇာအာဏာတကယ်ကြီးတယ်။အဲ့တော့ကျွန်မအကြံပြုချင်တယ်နော်ဘာတော့ဆိုလို့ရှိရင်လေယောက်ျားစီရပတ်ဆက်ဆိုတာမမျှော်ကိုးနဲ့ဆိုတာသူ့ရဲ့တာဝန်အရာအနှံ့နေဆိုရင်တော့မှပဲခြေပြလိုက်ငါကိုယ်တိုင်ငွေရှာနိုင်တယ်ဆိုတာခြေပြလိုက်အဲ့တော့ကျွန်မပြောပြမယ်တချို့သူတွေကျွန်မကိုအကြံတောင်းထားတာရှိငွေရှာဖို့ရအတွက်ရှက်တယ်တို့ကြောက်တယ်တို့ကျွန်မပြောပြမယ်ကျွန်မနဲ့အတူတူစက်ကြဝဠာခီးစဉ်ကိုလိုက်ခဲ့တဲ့အန်တီတယောက်ရှိတယ်
အဲ့ဒီအန်တီဆိုလို့ရှိရင်သူ့ရဲ့သားတွေသမီးတွေကသူကသားတွေသမီးတွေနဲ့အတူတူနေတယ်သူသားတွေသမီးတွေကအိမ်မှာစီရောင်းတယ်ဆိုတာလေဟိုဘယ်လိုတော့နှမ်းစီတို့ပဲစီတို့အဲ့လိုမျိုးစားအောင်စီတို့လိုမျိုးအဲ့လိုကိုယ်စလဲလေးယူရောင်းတယ်ကိုယ်စလဲယူရောင်းတယ်ဆိုတော့ဘာပဲပြောမိမဆိုဒီသားသမီးရဲ့ကြော့ငွေနဲ့သူအိမ်မှာရက်တီလို့ရတယ်သူအဲ့ဒီစီဆိုင်မှာလည်းသူထိုင်ပေးပြီးစီရောင်းပေးရတယ်ဒါပေမဲ့အဲ့ဒီအန်တီကိုကျမဂုံယူတာရှိတယ်ကျမဒါမှတခါလေးပြောပြမလို့အဲ့ဒီအန်တီဘာလုပ်လဲဆိုရင်ကျမကလည်းအကြံပြုတယ်ပေါ့နော်ဘာလုပ်တော့ဆိုလို့ရှိရင်သူကကိုပိုင်စီးပွားရေးလေးတစ်ခုသူလုပ်ချင်တယ်တဲ့အသက်ကသူ60ကျော်သွားပြီပေါ့နော်60ကျော်ကိုပိုင်စီးပွားရေးလေးတစ်ခုလောက်လုပ်ချင်တယ်ဝင်ငွေလေးရချင်တယ်ကွာအဲ့တော့ဝင်ငွေရချင်တယ်ဆိုတော့ရှက်လာဆိုရင်မရှက်ဘူးဆိုရင်ဘာလုပ်ချင်လဲသူဈေးရောင်းတတ်တယ်ပေါ့နော်ဈေးရောင်းတတ်တယ်ဆိုတော့သူဘာလုပ်ချင်တာလဲလို့ကျမမသိဘူးဒါပေမဲ့ဘာရောင်းမယ်ဆိုတာလဲကျမမသိဘူးအဲ့လိုနဲ့ကျမသူ့ကိုအကြံပြုတယ်ဘာလေးရောင်းရင်ကောင်းမလဲပေါ့နော်စသဖြင့်ပေါ့အဲ့လိုအကြံပြုတဲ့အချိန်မှာသူကျမကိုတစ်လလောက်နေတဲ့အချိန်မှာအဲ့ဒီအန်တီကကျမကိုပြောတယ်ဟိုပါပေါ့နော်သမီးရဲ့အန်တီပေါ့နော်သူဈေးရောင်းရတာအရန်ဈေးရောင်းကောင်းတယ်သူမှဝင်ငွေကောင်းနေပြီဆိုတော့အဲ့နဲ့ကျမလည်းအရန်ဝမ်းသာတာပေါ့နော်အန်တီဘာတွေလုပ်နေရလို့ဆိုတော့သူကကျမကိုပြောတယ်သူစံပြုတ်ရောင်းတာတဲ့စံပြုတ်ရောင်းတာဆိုတော့တွက်ကြည့်လိုက်ပေါ့နော်ကျမမိတ်ဆွေများစံပြုတ်ဆိုတာကတကယ်ပေါ့နော်လူတော်တော်များများလေတခြားသူတော့မသိဘူးကျမဆိုရင်ကြိုက်တယ်ဘာဖြစ်လို့ဆိုတော့မနက်စာအာဟာရထဲမှာလေသူကတကယ်ကိုပဲစံပြုတ်ကတောက်လို့လည်းကောင်းတယ်ပေါ့နော်ကျမသူ့ကိုအကြံပေးတယ်ဆိုတာဘာပြောတကယ်လို့စံပြုတ်ရောင်းလို့ရှိရင်လည်းအရသာရှိပေါ့နော်ဘယ်လိုပြောရမလို့ဆိုလို့ရှိရင်ကွယ်အချိုမုံနေပါတယ်လွန်ခဲ့တာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုတဘာဝလည်းဖြစ်ရမယ်အရသာလည်းရှိရမယ်အသားလည်းပါရမယ်ပေါ့နော်အဲ့လိုမျိုး protein တွေအပြည့်အဝပါတာမျိုးအဲ့လိုမျိုးပုံစံလေးကိုသူစံပြုတ်ရောင်းလိုက်တဲ့အချိန်မှာသူအများကြီးရောင်းတာမဟုတ်ဘူးနော်အခုမနေ့ကဥပမာအဖြစ်ကွာစံလေးလုံးစံပြုတ်ရောင်းတယ်ဆိုရင်အဲ့ဒီလေးလုံးတအိုးစံပြုတ်ကိုသူရောင်းတယ်ဆိုတော့သူအများကြီးသူများကိုသွားရောင်းတာမဟုတ်ငါစံပြုတ်ရောင်းတယ်သူကစီဆိုင်မှာစီရောင်းနေတဲ့ဆိုင်မှာထိုင်ရင်းနဲ့မနေ့ပိုင်းမှာတော့ဘယ်ချိန်စံပြုတ်ရတယ်နော်ဆိုတာနဲ့ရက်ွက်ထဲမှာရှိတဲ့သူတို့တောက်ချင်တဲ့သူတို့ကလေးတငယ်တို့လူမမာတို့ကမှအစားလာကြတာပေါ့လာကြတော့ဆိုလဲဆိုတော့စံပြုတ်ကခဏလေးနဲ့ကုန်တယ်မနေ့ပိုင်းဆိုခဏလေးနဲ့ကုန်ဆိုသူကျမအရန်ကိုကျေးဇူးတင်တာပေါ့နော်ကျေးဇူးရအရန်တင်ပြီးကျမကိုသူဘာပြောလဲဆိုတော့ကျမပေးတဲ့အကြံဉာဏ်လေးကမဖြစ်စလောက်ကလေးရဒါပေမဲ့လို့ကိုပိုင်စီးပွားရေးကိုလုံနိုင်တဲ့အချိန်မှာလေဒါသမီးတွေကတော့တာမကတော့တာတွေမစင်စားတော့ဘူးသူ့မှာမနေ့တိုင်းစံပြုတ်တယ်ဆိုတာလေတကယ်တမ်းလေပြင်းပြင်းမမချိုးတွေတန်းနေနဲ့အဲ့လိုမျိုးနေ့တိုင်းမဟင်းငါရောင်းတာတက်တာတယ်စံပြုတ်ကလေအဲ့တော့တအားလည်းမပင်ပန်းတဲ့အလုပ်ပေါ့နော်ဒီအသက်အရွယ်မှာလည်းလုံနိုင်ကိုင်းနိုင်ရှိသေးတယ်ဆိုတော့ကွာအရန်ကိုပဲအဆင်ပြေတဲ့လုပ်ငန်းပေါ့နော်အဆင်ပြေတဲ့လုပ်ငန်းဈေးရောင်းရတာရှက်လာဆိုမရှက်ပါဘူးဈေးရောင်းရတာရှက်စရာမဟုတ်ပါဘူးနော်တကယ်ကိုရှက်စရာမကောင်းဘူးကိုပိုင်သမားအာဇီဝလုပ်ငန်းလည်းဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းပဲဒါဟာပေါ့နော်အလွန်ဖြူစင်တန်ရှင်းတဲ့ငွေလည်းဖြစ်ပါတယ်မတော်မတရားငွေလည်းမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့အဲ့ဒီလိုမျိုးပေါ့နော်အမျိုးသမီးတွေငွေရှာနိုင်ဖို့ကျွန်မအကြံပြုတယ်ဆိုတာကပညာနဲ့တက်တဲ့သူတွေလည်းပညာနဲ့ရှာပညာကျွန်တော်တို့ပညာနဲ့အလုပ်လုပ်ရတဲ့အရွယ်မဟုတ်တော့ဘူးဆိုလို့ရှိရင်လည်းပဲကိုပိုင်လုံအားတစ်ခုလုပ်ပါတော့ဥပမာဟင်းချက်ရောင်းတာမှအစပေါ့နော်ကျမတကယ်အကြံပြုတယ်အဲ့ဒီအန်တီအရန်အဆင်ပြေတယ်ပေါ့နော်အခုလဲသူဆက်ရောင်းတယ်သမီးတဲ့သူပေါ့နော်အခုဆိုလို့ရှိရင်မနေ့ပိုင်းဆိုလို့ရှိရင်ပေါ့နော်ဟိုကအော်ဒါမှာဒီကအော်ဒါမှာပေါ့နော်သူအရသာရှိတာလေးလဲရောင်းတယ်တောက်လို့လဲကောင်းတယ်ဆိုတော့ပေါ့နော်အဲ့လိုမျိုးလေးအဆင်ပြေတယ်ဆိုတော့ကျမအဲ့လိုမျိုးဖြစ်စေချင်တယ်ဒါကြောင့်မလို့အမျိုးသမီးတွေအသက်ကြီးတာငယ်တာအဓိကမဟုတ်ဘူးကိုပိုင်ဝင်ငွေပေါ့နော်တစ်ကြက်ရနှစ်ကြက်ရအလွန်တန်ဖိုးရှိတယ်ကိုပိုင်ဝင်ငွေရှာတတ်အောင်သာလုပ်ပါတကယ်ကိုတန်ဖိုးရှိတယ်ဆိုတာလေးကိုပြောချင်တယ်သူများစီမှာမရက်တည်ရဘူးမမိခိုရတော့ဘူးပေါ့နော်အဲ့ဒါလေးအကြံကောင်းဉာဏ်ကောင်းတကယ်ပြုချင်ပါတယ်အဓိကကျမပြောချင်တာကဘာလို့ဆိုလို့ရှိရင်အမျိုးသမီးတွေကိုယ့်ယောက်ျားပတ်ဆက်ရှာနိုင်တယ်ဆိုပြီးတော့အေးလူထိုင်းပြီးတော့လေရက်တောင်ကြီးတွေခံမနေနဲ့တကယ်ပြောတာကိုပိုင်ဝင်ငွေရှိတဲ့အမျိုးသမီးတွေဟာလေအလွန်ကိုပဲဘယ်လိုပြောအောင်လို့ဆိုဥပရိယောဂမှာစာပျော်ရွှင်လာတာကြီးလင်လာတာပေါ့နော်အဲ့ဒီလိုမျိုးဖြစ်အောင်နေပါအသက်အရွယ်နဲ့လည်းမဆိုင်ဘူးငါငယ်တာပဲတော့ငါပတ်သက်ရှိတာပဲတော့ဈေးအောင်မှာရှက်စရာကြီးတို့အဲ့လိုမျိုးမလုပ်ပါနဲ့တခြားသောဈေးမရောက်လည်းပဲတခြားသောလုပ်ငန်းတွေကနေပြီးတော့ဝင်ငွေရှိအောင်လုပ်ပါအဲ့ဒါဆိုလို့ရှိရင်ယောက်ျားအပေါ်မှာမိခိုစရာမလိုတော့ဘူးเนาะသူများနွယ်ပင်တပင်လို့ပေါ့เนาะဘယ်လိုပြောအောင်လို့ဆိုတော့တခြားလိုအပင်ကြီးကိုမိခိုပြီးတော့မှရက်တည်ရတာမျိုးမဟုတ်ဘဲနဲ့ကိုဘွားနဲ့ကိုရက်တည်ထိုင်အောင်ပြုလုပ်ပါဆိုတာလေးကိုပြောချင်ပါတယ်ဒီမေကွန်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်မနောက်ဆုံးအချက်လေးချက်ပြောချင်တယ်မေကွန်းမေးတဲ့ညီမလေးကိုပေါ့เนาะဒီအချက်လေးချက်ပြောချင်ပါတယ်နံပါတ်1ကတော့ယောက်ျားကိုမတိုက်ခိုက်နဲ့ဖြစ်ပါတယ်မတိုက်ခိုက်နဲ့เนาะလုံးဝမတိုက်ခိုက်ပါနဲ့သူ့ကိုနားလည်အောင်လို့ကိုနဲ့အတူတူဆွေးနွေးညှိနှိုင်းတိုင်ပင်မှာကိုဟာသူ့ရဲ့တရားဝင်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့အမျိုးသမီးတစ်ယောက်ရဲ့ရပိုင်ခွင့်အခွင့်အရေးတွေရှိကြောင်းကိုသူ့ကိုတည်တည်ချာချာပြောပါဆိုလေးပြောချင်တယ်။နံပါတ်2အချက်ကတော့မိဘတွေကိုမရှင်ပြိုင်နဲ့ဖြစ်ပါတယ်။မိဘတွေဟာသူတို့မွေးထားတော့မှကိုယ့်ရဲ့အမျိုးသားဟာလူဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုဒီနော်သူ့ရဲ့မိဘတွေနဲ့လုံးဝရှင်ပြိုင်စရာအကြောင်းမရှိဘူးဖြစ်ပါတယ်။ဒါက2အချက်ပေါ့နော်။နံပါတ်3အချက်ကတော့
ငွေကိုဘလို့ထိမ့်သိမ့်ကြလဲဆိုတော့ကိုယ့်ရဲ့ငွေထိမ့်သိမ့်နိုင်မှုပညာကိုသူ့ကိုပြလိုက်ပါမင်းငါ့ကိုဘာလို့ငွေမအပ်ကြလဲငါဟာဘလောက်ငွေထိမ့်သိမ့်တော်ပါတယ်ဆိုတော့ကိုယ့်ရဲ့အရေးချင်းထုတ်တစ်ခုကိုပေါ့နော်သူ့ကိုထုတ်ပေါ်ပြသလိုက်ပါငါဟာငွေထိမ့်သိမ့်တော်တယ်သူဟာငွေနဲ့ပတ်သက်ပြီးငါ့ကိုစိတ်ချယုံကြည်အောင်ငါမှာဘာတွေလုပ်နိုင်လဲဆိုတော့အရေးချင်းသူ့ကိုပြလိုက်ပါโอเคနံပါတ်၄အချက်ကတော့ကိုယ်တိုင်ငွေရှာနိုင်ရင်တေချာပေါက်ငွေရှာပါလို့ပြောချင်ပါတယ်ကိုယ်တိုင်ငွေရှာပါမိမိရဲ့ငွေနဲ့မိမိဘဝကိုရက်တည်ရတာဟာဘဝမှာလွတ်လပ်ဆုံးနဲ့ပျော်ရွှင်ဆုံးဖြစ်ပါတယ်ဒါကြောင့်မလို့တခြားသူကိုမှီခိုရတာတဲ့စားလို့ရှိရင်အလွန်ကိုပဲဘဝမှာပို့ပြီးလွတ်လပ်ပါတယ်အဲ့ဒီအချက်လေး၄ချက်ကိုတေချာပေါက်လိုက်လုံနိုင်ပြီဆိုလို့ရှိရင်တော့အဆင်ပြေသွားမယ်ဆိုတာကိုယုံကြည်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်မိသားစုများအားလုံးလည်းအဆင်ပြေကြပါစေကျမရဲ့မိတ်ဆွေများအားလုံးလည်းကျန်းမာကြပါစေချမ်းသာကြပါစေပျော်ရွှင်ကြပါစေရှင်